အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာအားလုံးအတွက်အသုံးဝင်တဲ့ product လေးတစ်ခုကိုပြုမိကဒီနေ့ကနေမိတ်ဆက်ပေးချင်ပါတယ်ပြောရမယ်ဆိုလို့ရှိရင်အိမ်တိုင်းမှာထားရှိတဲ့ပစ္စည်းလေးပေါ့နော်ဆိုတော့မျိုးကိုယ့်ရဲ့ဒီ body weight နဲ့ပတ်သက်ပြီးတော့ဒီနေ့ခေတ်မှာအားလုံးကဒါတေချာလေးဂရုစိုက်လာကြရဲပေါ့နော်မျိုးဒါ gym တွေပါတယ်သွားရဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ body weight ကဘယ်လောက်ရှိနေပြီလဲဆိုတာကိုအမြဲတမ်းတိုင်းတာတဲ့အနေအထားမျိုးရှိပါတယ်ဆိုတော့ဒီနေ့မှာအားလုံးအတွက်ကိုမိတေချာလေး review ပေးခြင်းတဲ့ပစ္စည်းလေးရှိပါတယ်ဖြစ်ပါတယ်ဖွင့်လိုက်မယ်နော် wow တကယ်first impression နဲ့တွေတော်တော်လေးသဘောကျပါတယ်ဘာလို့လဲဆိုတော့ဟိုမြင်နေကြဟိုပေါင်ချိန်စက်တွေနဲ့မတူဘူးပေါ့နော်သူကလုံးဝကို digital ပုံစံဖြစ်တယ်နောက်ပြီးတော့သူရဲ့ screen တွေနောက်ကြည့်ရလို့ရှိရင်တော့ဟိုမသိရင် touch screen phone လေးလိုပဲပေါ့နော်တေချာလေး product လေးက first impression နဲ့တွေတော်တော်လေးမိုက်နေပါပြီဆိုတော့ဒီ Amazfit ရဲ့ဒီ product ဟာဆိုလို့ရှိရင်ပြီးတော့ digital ပေါင်ချိန်စက်ဆိုတော့သူကသူ့အနေနဲ့ပြောဆိုလို့ရှိရင် function က16မျိုးတောင်ပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာမျိုးတို့ပြောမယ်ဆိုလို့ရှိရင်ပေါင်ချိန်အလေးချိန်ကိုယ့်ရဲ့ body weight ဆိုတာချက်ဒီထဲမှာဆိုလို့ရှိရင်တခြားသောဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီဓာတ်တို့ရေဓာတ်တို့နောက်ပြီးတော့ခန္ဓာကိုယ်ရဲ့ body ratio တို့နောက်ပြီးတော့ဒါနှလုံးခုန်နှုန်းလို့ပေါ့နော်ဒါတွေအကုန်လုံးကိုအတိုင်းတာပေးနိုင်တဲ့ fashion က16မျိုးတိပါဝင်တာဖြစ်ပါတယ်ဆိုတော့ဘယ်လောက်ထိအသုံးဝင်လဲပေါ့နော်ဆိုတော့ခုနပြောသလို first impression အရင်မိုက်တယ်ပေါ့နော်ပြီးတော့ touch screen လေးတစ်ခုကိုကြည့်နေရတယ်လို့ပါပဲအဲ့တော့ဒီသူ့ရဲ့မျက်နှာပြင်လေးอ่ะဆိုလို့ရှိရင်တော်တော်လေးကိုပေါ့ပါတယ်ပြီးတော့ပါးလွှာတယ်ပြီးတော့ပုံမှန်မြင်နေကြဟိုတချို့နေရာတွေမှာတွေ့နေကြပေါင်ချိန်ဆက်တွေလိုမျိုးမဟုတ်ဘူးဟိုကင်ထားတဲ့ပုံစံကိုကြည့်ပေါ့နော်တော်တော်လေးကိုပေါ့ပါပြီးတော့ပါးလွှာပါတယ်ဆိုတော့သူ့ရဲ့ဒီ screen က 3.4 inches ပဲရှိရပေါ့နော်ဆိုတော့ဒီ 3.4 inches ပဲရှိရသူ့ရဲ့မျက်နှာပြင်မှာမျိုးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကဒီ health data လို့ပြောရဲပေါ့နော်ဒီကျန်းမာရေးအချက်လက်ကို9မျိုးထည့်ထားလို့ရပါတယ်။တော့ဆော့ကပြောတဲ့ function က16မျိုးပါတယ်။16မျိုးထဲမှာဆိုလို့ရှိရင်အစုံပဲပေါ့နော်။ကိုယ့်ရဲ့ body weight တွေနောက်ပြီးတော့ခုနပြောသလိုဒါ BMI တိုင်းတာလို့ရတဲ့ body mass index တွေရှိမယ်။နောက်ပြီးတော့ခန္ဓာကိုယ်ရင်းမှာရှိရဲ့အယိုးဓာတ်တို့နောက်ပြီးတော့အဆီဓာတ်တို့နောက်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာတခြားသောဒီခန္ဓာကိုယ်ရဲ့ပေါ့နော်လိုအပ်ချက်တွေကိုတိုင်းတာပြီးတော့ပြသတဲ့ function 16မျိုးထဲမှာပြီးတော့ထည့်သွင်းထားတဲ့ပေါ့နော်16မျိုးထဲမှာဒီ screen ပေါ်မှာဆိုလို့ရှိရင်ဒါက9မျိုးကို health data အနေနဲ့ထည့်ထားလို့ရပါတယ်ဆိုတော့ပေါင်တက်ပြီးတော့ချိန်လိုက်ပြီးဆိုတာနဲ့ပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာကိုယ်ထည့်ထားတဲ့ fashion alike ကိုတစ်ခုချင်းစီ body weight တွေကိုယ့်ရဲ့ heart rate တွေကိုယ့်ရဲ့ BMI index တွေဒါတွေအကုန်လုံးကိုသူကပြသွားပေးမှာဖြစ်ပါတယ်နောက်ပြီးတော့သူကခုနပြောသလိုအရန်ပါးလွှာတယ်ပေါ့နော်ဆိုတော့ပါးလွှာတယ်ဆိုတော့တော်တော်လေးကိုပေါ့ပါတယ်သူ့ရဲ့ weight က 2.2 kg ပဲရှိပါတယ်ဆိုတော့ 2.2 kg ကတော်တော်ပေါ့တယ်ပေါ့နော်ဆိုတော့ 2.2 kg ပဲရှိလို့မျိုး short တွက်လို့တော့မရပါဘူးဘာဖြစ်လို့ဆိုတော့ဒီဟာကမျိုး5 kg ကနေပြောမယ်ဆိုလို့ရှိရင်တော်တော်ကိုဟိုဒါများတဲ့ပမာဏဖြစ်တဲ့180 kg အထိကိုသူ့ရဲ့အလေးချိန်ကခံနိုင်တယ်ပေါ့နော်ဆိုတော့180 kg ဆိုတော့မျိုးပေါင်ချိန်လေးနဲ့တွက်မယ်ဆိုလို့ရှိရင်တော့396 lb ပေါ့နော်ပေါင်အထိကိုခံနိုင်ရှိပါတယ်ဆိုတော့ဒီပပလှလွာဒီမျက်နှာပြင် screen လေးနဲ့ဟာလေးอ่ะပေါ့နော်ပြီးတော့ 5kg ကနေ396 180 kg အထိကိုခံနိုင်ရှိရဖြစ်တဲ့အတွက်ဟိုပါးလွာလေးဖြစ်တယ်ဆိုပြီးတော့မှအထင်သေးလို့တော့မရဘူးပေါ့နော်တော်တော်လေးကိုဘယ်လိုပြောရမလဲများတဲ့ body weight အထိကိုခံနိုင်ရှိတယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုအမေခုလိုမျိုးပြောလိုက်ပြီဆိုလို့ရှိရင်အဓိကပြောထားတာကကြတော့သူကdigital ဒီပေါင်ချိန်စက်ဖြစ်တယ်ဆိုတော့မြို့တို့ကအဲ့ဒါကိုဘာနဲ့ချိန်ပြီးတော့သုံးလို့ရလဲဆိုတော့ကိုယ့်ရဲ့ဖုန်းနဲ့
တွဲဖက်ပြီးတော့သုံးလို့ရတယ်ဆိုတော့ဖုန်းကကိုကတကယ်လို့ Android ကင်နေသူဆိုလို့ရှိရင်ကိုရဲ့ Android version က 5.0 နဲ့အထက်ဖြစ်ရမယ်ပေါ့နော်ကိုကတကယ်လို့ iOS ကင်နေသူဆိုလို့ရှိရင် iOS က 10.0 နဲ့အထက်ရှိရသူကကိုရဲ့ mobile phone နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါတယ်ဘယ်လိုအသုံးပြုလို့ရလဲဆိုတော့မျိုး Amazfit ရဲ့ product တွေအကုန်လုံးမှာသူရဲ့ official application ရှိရပေါ့နော်ဆိုတော့ဒီ application ကကြတော့ Zepp application ဖြစ်ပါတယ် ZEPP ဖြစ်ပါတယ်ဆိုတော့ရှာမယ်ဆိုလို့ရှိရင်เนาะမျိုးဒါ Apple Store မှာဆိုလို့ရှိရင်လည်း ZEPP ဆိုတော့ရှာကြည့်လိုက်မယ်ဆိုလို့ရှိရင် Amazfit ရဲ့ဒါ official ဒီ application အနေနဲ့ကြာလာမယ်ပေါ့เนาะဆိုတော့ဒါကို down ပြီးတော့အသုံးပြုလို့ရတယ်ဆိုတော့မျိုးကဒီဖုန်းနဲ့ကိုယ့်ရဲ့ account နဲ့ပေါ့နော်ချိတ်ဆက်ပြီးတော့ဒီပေါင်ချိန်ဆက်ကိုအသုံးပြုလို့ရတယ်အဲ့တော့မျိုးဒီ Amazfit ရဲ့ smart scale ကိုအသုံးပြုတဲ့အခါမှာခုနပြောသလိုကိုက account နဲ့တွဲပြီးတော့သုံးမယ်ဆိုလို့ရှိရင်သူကဒီ smart scale ကိုအသုံးပြုနေတဲ့အချိန်အတွင်းမှာဆိုလို့ရှိရင်ဒီ Zepp application ကနေတစ်ဆင့်ပေါ့နော်သူက account တစ်ခုကို member 12ယောက်အထိပေါ့ဆိုတော့ကိုအပါဝင်ပြုမိဖွင့်ထားရဲဆိုလို့ရှိရင်နောက်ထပ်17ယောက်အထိကိုထပ်ပြီးတော့ပေါင်းထည့်လို့ရတယ်ဆိုတော့ဒီ members က12ယောက်အထိသုံးလို့ရတယ် account တစ်ခုမှာဆိုတော့ဒီလို account မျိုးကိုပြီးတော့10ခု activate လုပ်ထားလို့ရတယ်ပေါ့နော်10ခုအထိ activate လုပ်ထားလို့ရတယ်ဆိုတာလေးလည်းဒါသူ့ရဲ့အားသာချက်အနေနဲ့မျိုးရပြောပြပေးချင်ပါတယ် gym လိုမျိုးနေရာတွေမှာကိုကဒီ3လလောက် gym ဆော့ပြီးရတယ်ကိုယ့်ရဲ့ body weight ကိုသိချင်တယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆီဓာတ်တို့ရေဓာတ်တို့နောက်ပြီးတော့ကြွက်သားဓာတ်အယိုးဓာတ်ပေါ့နော်နောက်ပြီးတော့ BMI ratio ဒါတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တခါတည်းသူက memorize လုပ်ပေးနိုင်တယ်ဆိုတော့ screen ပေါ်မှာတော့သူကသူ့ရဲ့ရွေးထည့်ထားတဲ့ selected data ဖြစ်တဲ့ဒီကျန်းမာရေးအချက်အလက်တွေကိုသူက9မျိုးပဲသူကကြည့်လို့ရတယ် screen ပေါ်မှာတော့ကိုရွေးထည့်ထားတာကကိုယ့်ရဲ့ body weight ရှိမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်အဆီဓာတ်နောက်ပြီးတော့ BMI index ဒါမျိုးတွေပဲမှတ်ထားမယ်ဆိုရှင်9မျိုးဒါပေမဲ့ကျန်တဲ့16မျိုးစလုံးကိုဆိုလို့ရှိရင်တော့ဖုန်းနဲ့ချိတ်ဆက်ပြီးတော့သူက recorded data အနေနဲ့ပြန်ပြီးတော့ကြည့်လို့ရတယ်ဆိုတော့တော်တော်လေးကိုအသုံးဝင်ပါတယ်ကျွန်တော်တို့ဒီ smart scale လေးကတော်တော်များများရှိတဲ့ပေါင်ချိန်ဆက်လေးဖြစ်မယ်လို့ပြောပြတော့ highly recommend လုပ်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီ Amazfit ရဲ့ smart scale ဟာဆိုလို့ရှိရင်ဒီထဲမှာမျိုးတို့အကျန်းမာရေးဒါကိုယ့်ရဲ့ health data ပေါ့နော် function က16မျိုးတောင်ပါတယ်ပေါ့နော်ဆို16မျိုးဆိုတော့တော်တော်လေးကိုများပါတယ်ဒါပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီ body weight တစ်ခုလည်းတိုင်းတာရုံနဲ့မဟုတ်ဘဲနဲ့ပေါ့နော်အကျန်းမာရေးအချက်လက်တွေဒါခန္ဓာကိုယ်ထဲမှာရှိရဲ့ကိုယ့်ရဲ့အဆီဓာတ်တွေအယိုးဓာတ်တွေကြွက်သားဓာတ်တွေဒါတွေအကုန်လုံးကိုသိနိုင်တာဆိုတော့တော်တော်လေးကိုအသုံးဝင်တာပေါ့ဆိုတော့ပေါင်ချိန်ဆက်တစ်ခုတည်းပုံစံမျိုးမဟုတ်ပဲခုနပြောသလိုကိုယ့်ရဲ့အကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ timing ဖက်လေးလို့ဖြစ်နေတာပေါ့နော်ဆိုတော့သူကခုဒီမှာပြထားတဲ့ 3.4 inches ပဲရှိတဲ့ဒီ LCD screen မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကျန်းမာရေး function 5မျိုးကိုသူကထည့်ထားလို့ရတယ်ဆိုတော့သူ့မှာပါတာကတော့16မျိုးဒါပေမဲ့အဲ့ဒီမှာကိုအတိကျင်ဆုံးဖြစ်တဲ့5မျိုးကိုပေါ့နော်ဒီ screen မှာတို့ထည့်ထားလို့ရတယ်ဆိုတော့ကိုတက်ပြီးတော့ပေါင်ချိန်လိုက်ပြီဆိုတာနဲ့သူကတခါတည်းကိုထည့်ထားတဲ့အချက်အလက်ပေါ့နော်ဒီ health data ဖြစ်တဲ့ကိုကပေါင်ချိန်ဘယ်လောက်ရှိနေပြီလဲဒါမှမဟုတ်လို့ရှိရင်အဆီဓာတ်များနေပြီလားနောက်ပြီးတော့ကိုရဲ့ BMI ကဘယ်လောက်လဲ heart rate ကဘယ်လောက်လဲဆိုတော့ကိုသိကျင်တဲ့အချက်5ချက်ကိုသူကဒီပေါ်မှာပြပေးမှာပေါ့နော်ဆိုတော့ကိုအနေနဲ့ဒါကိုကြည့်ချင်းအဖြစ်လဲကိုရဲ့ကျန်းမာရေးကိုထိမ့်သိမ့်လို့လည်းရတာပေါ့ဆိုတော့ဒီနောက်ပိုင်းမှာလူတွေကကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အရင်ကထက်ဆန်လို့ရှိရင်ဂရုစိုက်လာကြတယ်အထူးသဖြင့်တော့ကျန်းမာရေးကအောင်ကိုခံကအောင်ပို့ပြီးတော့ဂရုစိုက်ပြီးတော့နေထိုင်လာကြရဲဆိုတဲ့အချိန်မှာကိုယ့်ရဲ့အိမ်မှာဖြစ်ဖြစ်ကိုသွားနေတာကျန်းမာဖြစ်ဖြစ်ဒီလိုမျိုးကိုယ့်ရဲ့အလေးချိန်ကိုလေးချိန်နဲ့အတူပေါ့နော်ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ health data တွေကိုကိုကသိနေခြင်းအဖြစ်ကိုယ့်ရဲ့ကျန်းမာရေးကိုပို့ပြီးတော့စောင့်ရှောက်ရရောက်တယ်ပြီးတော့ခုနပြောသလိုဒါချိတ်ဆက်ပြီးတော့အသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်လည်း तू ကကိုယ့်ရဲ့ family members တွေအားလုံးကို तू ထည့်ထားလို့ရတယ်12ယောက်တောင်ဒီ account ကလက်ခံတာဆိုတော့ပေါ့နော်အခုကဒီ members များတဲ့သူတွေအတွက်လည်းစိုးရိမ်စရာမလိုဘူးပေါ့လေအဲ့တော့ပုံမှန်အားဖြင့်တော့ internet မလိုဘူးဆိုပေမဲ့ internet ကိုဘယ်အချိန်မှလိုအပ်လဲဆိုတော့ပြီးတော့ကိုယ့်ရဲ့ application နဲ့ဒီ smart scale ကိုချိတ်ဆက်ပြီးတော့သုံးတဲ့အခါမှာလိုအပ်ပါတယ်ဆော့ပြောသလိုသူက application ရှိရပေါ့နော်သူရဲ့ application ကတော့ Zepp application ဖြစ်ပါတယ်ဆိုတော့ဒီပုံမှန်အားဖြင့်တော့ဒီ Zepp application က Amazfit ရဲ့ထုတ်သမျှ product တွေအကုန်လုံးနဲ့တော့သူကသက်ဆိုင်တယ်ဒါပေမဲ့လို့ကိုကဒီ smart scale တစ်ခုပဲအသုံးပြုမယ်ဆိုလို့ရှိရင်လည်းသူမှာခုနပြောတဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဒါ function 16မျိုးလုံးကိုသုံးဖို့အတွက်သူအကုန်လုံးအတွက်အဆင်ပြေရပေါ့ဆိုတော့ဒါကတော့မျိုးတို့ဒီ Android အတွက်ကော iOS အတွက်ကောမျိုး download လုပ်လို့ရတယ်ဆိုပြီးဆိုအခုဖုန်းထဲမှာလောက်ထားပြီးသွားပြီပေါ့နော် ZEPP ဖြစ်ပါတယ်ဒီဟာကို download လုပ်ပြီးပြီဆိုတာနဲ့ဒီထဲမှာမျိုး account ဖွင့်ရမယ် account ဖွင့်တဲ့အခါမှာကိုယ့်ရဲ့သူတို့တောင်းတဲ့အချက်အလက်ကိုတော့မှန်အောင်ဖြစ်ရမယ်ပေါ့နော်ဒီမှာအသက်ကိုအမှန်တိုင်းဖြစ်ရမယ်ကိုယ့်ရဲ့အရက်အမောင်ကိုလေးချိန်ကွာ female လား male လားနောက်ပြီးတော့ကိုယ့်ရဲ့သူတို့တောင်းတဲ့အချက်လက်တွေအကုန်လုံးဖြစ်ပြီးပြီဆိုလို့ရှိရင်သူကဒီထဲမှာဒီ
concept ထဲမှာကိုကဒီ smart skill နဲ့ချိတ်ဆက်ပြီးတော့အကောင့်ရသွားပြီအကောင့်ရသွားပြီဆိုလို့ရှိရင်ခုနပြောသလိုကိုအပါဝင်နောက်ထပ်17ယောက်ဆိုတော့စုစုပေါင်း members 12ယောက်ချီကိုသူကဒီထဲမှာထားလို့ရတယ်အဲ့လိုအကောင့်မျိုးကို10ခုဖွင့်လို့ရတယ်ဆိုတော့တော်တော်များများပေါ့နော်လူအများကြီးကိုမျိုးဒီထဲမှာချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတယ်ဆိုတော့ကိုကအချက်အလက်မှန်မှန်ကန်ကန်အကုန်လုံးကိုထည့်ထားရင်ဒီထဲမှာကိုရဲ့အချက်အလက်အမှန်အတိုင်းပဲသူကဒီပေါင်ချိန်ဆက်ပေါ်တက်လိုက်ပြီဆိုတာနဲ့ကိုသိကျင်တဲ့အချက်လက်တွေအကုန်လုံးကိုဒီမှာပြပေးသွားမယ်အခုဆိုလို့ရှိရင်တွေကဒီမှာဆိုလို့ရှိရင်ကိုရဲ့ calories နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်ကိုကkg ဘယ်လောက်ရှိလဲပေါ့နော်နောက်ပြီးတော့ဒီမှာ heart rate တွေရှိမယ် body score တွေရှိမယ်နောက်ပြီးတော့ဒီထဲမှာတခြားသောသိကျင်တဲ့အချက်အလက်ခုနပြောသလိုမျိုးဆိုရေဓာတ်ဆုံးရှုံးနေပြီလားရေဓာတ်ကဘယ်လောက်ဆိုပုံမှန်လဲအဲ့ဒီမှာကိုကကျနေပြီလားတက်နေပြီလားအဆီဓာတ်ကဘယ်လောက်ဆိုပုံမှန်လဲနောက်ပြီးတော့ BMI တိုင်းတာမှုအရဆိုလို့ရှိရင်မိမိတို့ရဲ့ရှိသင့်ရှိထိုက်တဲ့ခန္ဓာကိုယ်ရဲ့ body weight နဲ့ကိုယ့်ရဲ့အသက်အရွယ်နဲ့ပေါ့နော်weight နဲ့ပေါ့နော်အရက်အမောင်းနဲ့အကုန်လုံးကိုချိန်ဆပြီးတော့မှကြည့်တယ်ဆိုလို့ရှိရင်ကိုကဒါ weight တက်နေပြီလား weight ကျနေပြီလားကိုယ့်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စောင့်ရှောက်မှုတစ်ခုရသွားတယ်လို့ပေါ့နော်ဒီ mobile data လေးကိုအသုံးပြုပြီးတော့မှ application နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒါကတော့ smart living style ဆိုတော့ပြီးတော့ smartphone နဲ့ဒါ smart skill နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုတဲ့ပုံစံမျိုးပြပြခဲ့တာပါတကယ်လို့ကိုကအဲ့လိုမျိုးချိတ်ဆက်ပြီးတော့အသုံးပြုခြင်းဆိုလို့ရှိရင်လည်းပုံမှန် digital ပေါင်ချိန်ဆက်လိုမျိုးတော့ပြီးတော့သုံးလို့ရပါတယ်ဒါကတော့ပေါင်ချိန်ဆက်ပေါ်တက်လိုက်မယ်ကိုကခုနပြောသလို kilogram နဲ့ဒါထွက်ချင်တာလားကြည့်ချင်တာလား lb နဲ့ပေါင်နဲ့ကြည့်ချင်တာလားသို့မဟုတ်လို့ရှိရင် stone နဲ့ကြည့်ချင်တာလားဒါတွေအကုန်လုံးကြည့်လို့ရတယ်ဆိုတော့ဒီ product ရဲ့ဒါပြီးတော့တကယ်ကိုကောင်းမွန်တဲ့အားသာချက်တွေအကုန်လုံးကိုပြောပြပြီးသွားပြီဆိုတော့ battery အားဖြင့်ဆိုလို့ရှိရင်လည်းဘယ်လိုပုံစံမျိုးနဲ့အသုံးပြုလဲဘယ်လောက်ကြာခံမလဲဆိုတာအားလုံးသိချင်နေမယ်ထင်ပါတယ်တော့ပြီးတော့ဒီ Amazfit ရဲ့ smart scale ကိုအသုံးပြုမယ်ဆိုလို့ရှိရင် battery ကအရန်ကိုလွယ်ကူပါတယ်ဒါပါလဲဆိုတော့ပြီးတော့သူက 1.5 volt ဖြစ်တာဖြစ်တဲ့အတွက် AAA battery ၄လုံးပေါ့နော်၄လုံးအသုံးပြုထားရုံနဲ့သူကရက်တရာဝန်းကျင်အသုံးပြုလို့ရဆိုတော့3လလောက်ကိုသူက AC သုံးလို့ရတယ်ပေါ့နော်ဆိုတော့ battery တစ်ခါထည့်ထားလိုက်တယ် AA battery ဒါ၄လုံးထည့်ထားလိုက်ပြီဆိုတာနဲ့3လလောက်ကိုသူက AC သုံးပြုလို့ရတာဖြစ်တဲ့အတွက်ကိုယ့်အတွက်အရန်အဆင်ပြေပါတယ် family members များတဲ့အိမ်နေဖြစ်ဖြစ် gym နေဖြစ်ဖြစ်ကိုယ့်ရဲ့ဒီနေရာမှာပေါ့နော်မရုံးလိုမျိုးနေရာမှာလည်းထားလို့ရတာပဲပေါ့နော်ဆိုတော့ထားလိုက်တဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့ဝန်ထမ်းတွေနောက်ပြီးတော့ကိုမိသားစုတွေ family members တွေအားလုံးရဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုရရှိသလိုဖြစ်စေမှာပါဆိုတော့ဒီနေ့မှာဖေဖေကဒီAmazfit ကနေအသစ်ထွက်ရှိလာတဲ့ digital ပေါင်ချိန်ဆက်ဖြစ်တဲ့ smart skill နဲ့မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ Amazfit ကနေအခုအသစ်ထွက်ရှိလာတဲ့ပြီးတော့ digital ပေါင်ချိန်ဆက်ဖြစ်တဲ့ smart skill ပေါ့နော်ဒီပေါင်ချိန်ဆက်နဲ့ပတ်သက်ပြီးတော့ဒီသေချာလေး review ပေးသွားခဲ့တာဖြစ်ပါတယ်အထူးသဖြင့်တော့သူ့ရဲ့ဒါကောင်းတဲ့အချက်လေးတွေအားသာတဲ့အချက်တွေဒါပြင်ဒါရိုးရိုးပေါင်ချိန်ဆက်တစ်ခုတည်းမကဘဲနဲ့ကိုယ့်ရဲ့ကျန်းမာရေးတာမင်ဖို့တာမင်ဖက်အနေနဲ့ပေါ့နော်ကျန်းမာရေး data 16ခုပေါ့နော်16ခု function 16ခုအထိကိုကြည့်နိုင်တဲ့အကြောင်းအရာတွေအားလုံးကိုတွေ့ရအသေးစိတ်ပြောပြပေးခဲ့တာပါဒါအပြင်တွေကဒါနဲ့ပတ်သက်ပြီးတော့ demonstration လေးတွေရောနောက်ပြီးတော့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့သုံးရလဲဆိုတာကိုပါပြောပြသွားခဲ့တာဖြစ်တဲ့အတွက်ကြည့်နေတဲ့သူတွေအားလုံးလည်းရှင်းလင်းသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်တော့အခုလိုမျိုးဒီနေ့ခေတ်လိုမျိုးဒါ smart living style နဲ့သွားနေတဲ့အချိန်ကာလမှာပြီးတော့ smartphone တွေနောက်ပြီးတော့smart အခုလိုမျိုးပေါ့နော်ဒီ skills တွေကိုသုံးပြီးတော့မှကိုယ့်ရဲ့ကျန်းမာရေးကိုပို့ပြီးတော့ဂရုစိုက်ကြပါလို့ပြောချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်